အမြင့်ဆုံးရလား ကဲတက်လေးမင်္ဂလာပါရှင် ဟုတ်မင်္ဂလာပါမယ် ဘယ်နှစ်လဲ 30 လားတကယ်ကလေးရုံလေးနော်ချစ်စရာလေးဒါပေမဲ့လောက်လိုက်ရင်တော့ပို့ပြီးတော့ကလေးဖြစ်သွားမှာနော်လက်ခံလားဟမ်ကလေးလို့ဖြစ်သွားမှာလက်ခံလား18-19လေးလို့လေကဲဟုတ်ပြီအဲ့ဒါတို့ရဘယ်လိုပုံချိန်မှာတော့ ညီမကဟိုပါလေပေါ်ကိုဝီပေါင်းလေးလှုပ်ချင်တယ်နောက်တော့အောက်ကိုခေါင်းလျှော်ရင်လည်းပြန်ပြီးတော့ပုံသွင်းပြန်မလို့อ่ะစီပန့်လေး ကိုယ်လေးစီပန့်လေးစီပန့်လာလှုပ်တယ်ကိုယ် အရာလေးဆိုကျင်တယ် လိုက်တယ်အယောင်လဲဆိုးကျင်တာအယောင်လဲဆိုးကျင်တာဆိုတော့အယောင်ကရွေးထားတဲ့အယောင်ရှိလား ရှိတယ်ရှိတယ်ခုနတော့ပြတယ်နော် ပြတယ် ဟိုက तू ကခဲဟိုမှာအစိမ့်ပတ်သွားတယ်အသက်ပြတဲ့ရောင်ကကြတော့ချွတ်ကားတယ် ဟုတ် ကဲလို့ဟိုပါပေါ့မားကြတော့တဲ့ဟိုမချွတ်ကားတဲ့အယောင်ဟိုမှအဲ့လိုခဲစိမ့်ပတ်လေးကိုဆိုးပေးလိုက်မယ်အစိမ့်လေးတော့ပါတယ်ဒါပေမဲ့အစိမ့်ကတစ်လအတွင်းအယောင်ကျတယ်အဲ့ဒီအယောင်ကျလို့ရှိရင်ခဲညိုဘက်ကိုပြောင်းသွားမှာနော်စင်ပြေလား ရန်လှိုင်းပြီး ခုနတဲ့ကိုပြတဲ့အယောင်ပဲနော်ခဲစိမ့်လေးဆိုးပေးမယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အလှဆုံးလုပ်ပေးမယ် ဟုတ်ကဲ့ပါ ဘာတွေတောင်းဆိုခြင်းသေးလဲ တောင်းဆိုလှိုင်းပြီး လုံးဝအလှတော့ဖြစ်သွားမှာပဲနော် ဟုတ် ကဲအလှဆုံးလုပ်ပေးမယ်အဲ့ဆိုအခုပဲစားရအောင် ဟုတ်ကဲ့ နော် ပါဟုတ် ပန်းပြကြည့်တကယ်ငါဘဝပြအောင်ကျူရရဲ့မှုသာရှက်နွယ်အပြုံးခဏလေးနဲ့အမုန်းတဘဝပြီးသူရဲ့ယောက်ျားတကားတဲ့ထောက်ပြမညာပဲမပြရညေစိတ်ငါသူပြမုန်းပြည့်တော့ဖို့ဝန်မနေတဲ့အသေးကိုသူခွဲဖို့နည်းနည်းလေးမှဝန်မနေတဲ့စိတ်ငါသူပြမုန်းပြည့်ထွက်ဖို့ဝန်မလေးတဲ့အသေးကိုသူခွဲဖို့နည်းနည်းလေးမှဝန်မလေးတဲ့စိတ်ရင်တရပူစိတ်ရင်တရပူစိတ်ရင်ရဲ့စိတ်များတည်င်းကြည့်တဲ့အစိမ်းရောင်မင်းသမီးမောင်မမစိတ်